Hello, alo me mingla ba. Di ne ma ro tiyauk sa jata ne khan jin di ne bo no. Jata khan jin di chat kali ko paung o ne chat yin po pi ro nu i pi ro sa lo kaung ne so lo san pi ro chat ji ma phit pare. ပထမဦးစွာမှာပေါင်းအိုးထဲကိုခင်းကျင်ဒီကလေးတွေကိုစိတ်တေးသေးလေးတွေစိတ်ပြီးတော့ထည့်လိုက်တာပေါ့နော်ထည့်လိုက်ပြီးတဲ့အခါမှာကြက်သားကိုရေခဲတက်တာတွေကထုတ်တယ်ထုတ်ပြီးတော့တယောက်ထဲစာအတွက်ဆိုတော့အများကြီးတော့မဟုတ်ဘူးပေါ့နော်ကြက်သားလေး၄တုံး၅တုံးခင်းကျင်ဒီအနှစ်ကလေးနဲ့ချက်မှာဆိုတော့လေပေါင်းအိုးထဲကိုထည့်လိုက်ပါတယ်ကြက်သားကိုထဲတဲ့ခါမှာလေကြက်သားအတုံးကြီးပဲထည့်ဆိုင်ကြက်အယိုးလေးတွေပါတာလေးတွေကိုကြိုက်တယ်ပေါ့နော်အဲ့တော့ကြက်သားရဲ့အယိုးရဲ့တွဲရက်ကလေးတွေကိုလိုက်ရှာပြီးတော့တပူးတကထည့်ရတာပေါ့နော်အဲ့တော့ကြက်သားတုံးလေးတွေကိုကိုစားမဲလောက်တရက်စာပေါ့နော်ပေါင်းအိုးတွေကိုထည့်လိုက်ပါတယ်ကြက်သားတွေကနည်းနည်းများတဲ့ခါကျတော့လေတဝက်ကိုဖယ်ထားလိုက်တယ်မနေ့ကျမှကြက်သားကိုအာလူနဲ့ထက်ချက်မယ်အဲရိုးပါတာလေးတွေရွေးတယ်ပေါ့နော်ရွေးပြီးတော့ပေါင်းတွေကိုထည့်လိုက်တယ်ဒါလေးပဲကြံတော့တာပေါ့နော်ပြီးတော့စနွေးမှုတ်ကလေးအညှိနှံပြအောင်စနွေးမှုတ်နည်းနည်းထည့်လိုက်တယ်စနွေးမှုတ်ကလည်းလေကိုယ်တိုင်ကြိတ်ထားတဲ့စနွေးမှုတ်ဆိုစနွေးမှုတ်အစ်စ်ကလေးတွေမှုေးနေရောပြီးတော့စားအနေငယ်ထည့်လိုက်တယ်စားကျမတော့လေပန်းရောင်ကြောက်စားလေးတွေတုံးတယ်ပေါ့နော်ကြောက်စားလေးတွေကကျတော့အငံတက်ကိုငံတူးနေအောင်သူကမရှိဘူးစားရတာလေးကအနီတော်လေးပဲအဲ့တော့ငံပြားရည်တွေဘာတွေလည်းမထည့်တဲ့အတွက်ကြောင့်စားကိုတော့နည်းနည်းလေးပိုကဲပြီးတော့ထည့်လိုက်တယ်ပေါ့နော်ပန်းရောင်စားအရင်မငံတဲ့အခါကျတော့လေပြီးတော့ကျမကတော့ကြက်သားမှုတ်ချိုမှုတ်တွေမတုံးဘူးဓာတ်ရှိရေညှိငါမှုတ်ရေညှိမှုတ်လေးကိုတုံးတယ်ပေါ့နော်ရေညှိမှုတ်လေးထည့်လိုက်တယ်ပြီးတဲ့ခါကျတော့စီလေးပြန်အောင်လို့လေစီကိုတော့ဟင်းချက်တဲ့ဇုံခွက်အသေးလေးပေါ့နော်အဲ့အသေးလေးနဲ့တက်ခွက်ခွဲလောက်ထည့်လိုက်တယ်အဲ့တော့စီချမ်းရေချမ်းလေးဆိုတော့ပဲလေကျမကတော့လေဒီဟင်းချက်တဲ့ခါကျရင်စနစ်မှုတ်ကိုတော့သုံးတယ်ဒါပေမဲ့ငြူသီးအစိမ့်မှုတ်ကိုတော့လေသုံးခဲ့တယ်ငြူသီးအစိမ့်မှုတ်တွေကတကယ်လို့မြန်ကိုယ့်ရဲ့အတွေးပေါ့နော်ငြူသီးစိမ့်မှုတ်ကကိုယ်တိုင်ကြိတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်လေနောက်တစ်ခါရေလေးနည်းနည်းစီကြံရေကြံလေးချက်မှာဆိုတော့လေရေတန့်လေးနည်းနည်းယူပြီးတော့ထည့်လိုက်တယ်အစိမ့်မှုတ်ကိုမသုံးမိမဲ့လေခင်းညင်ဒီအနှစ်ကိုထည့်ပြီးသုံးထားဖြစ်တဲ့အတွက်ဟင်းရလေသူအယောင်လေးကတော့အယောင်လှတယ်ပေါ့နော်ကဲအဲ့တော့အိုးလေးတွေကိုထည့်ပြီးတော့ချက်လိုက်ပါပြီပေါင်းတည်ပြီးတဲ့အခါမှာလေဟင်းတဝက်လောက်နေတဲ့ခါကျရင်အသားနူးတဲ့ခါကျရင်ထည့်ဖို့ပေါ့နော်အညှိနှံ့လေးပြအောင်ဆိုပြီးတော့နန်းနန်းမင်းလေးတွေကိုအမြစ်ကလေးတွေတင်ပြီးတော့ရေ3ထပ်4ထပ်လောက်ဆေးလိုက်တာပေါ့နော်နန်းနန်းမင်းစိတ်စိတ်လေးတွေကိုအစင်တစ်လုပ်ထားလိုက်တယ်အဲ့လိုစင်တစ်လုပ်ပြီးတဲ့အခါမှာဟင်းချက်နေနေလေအချိုးလေးတဲလို့ရအောင်ဆိုပြီးတော့တညက်လေး9ခဲ6ခဲကိုကျိုးပြီးတော့ကစုံလေးရယ်တာကူစီလေးတစ်စုပ်လောက်နေပေါ့နော်တာကူကျိုးထားတာလေးရတယ်ရလာပြီဆိုတဲ့အခါကျတော့တစ်ဖက်ကဟင်းချက်နေနေလေအချိုးတဲလို့ရအောင်တော့ကစုံတာကူလေးကိုလေအချိုးတဲမယ်ပေါ့နော်ချိုတဲမယ်ဆိုပြီးတော့ကြည့်လိုက်တယ်ကြည့်လိုက်တော့တာကူလေးတွေကပြည့်နှစ်ပြီးတော့စားကျင်စပွဲဖြစ်နေပြီလေအဲ့တော့တာကူလေးတွေကိုတာကူစားရင်းနဲ့ဟင်းချက်တာကိုစောင့်မယ်ပေါ့နော်တာကူကြရင်စားကြပါဦး
ဟိုကတာကူလဲကုံသွားပြီဆိုတဲ့ခါကျတော့ဟင်းအိုးတစ်ချက်သွားကြည့်မယ်ပေါ့နော်ဟင်းအိုးကိုကြည့်တဲ့ခါကျတော့ဟင်းအိုးထဲမှာခဲညင်သီးလေးတွေအိသွားပြီခဲညင်သီးလေးတွေအိပြီးအသားကလည်းနည်းနည်းတော့နူးနေပြီပေါ့နော်အဲ့တော့ရေဘယ်လောက်ကြံသေးလဲခန်းတော့မလားဆိုတာလေးကိုခဏဖွင့်ပြီးတော့မှွေလိုက်တာပေါ့ဒီလောက်ဆိုရင်တော့နည်းနည်းလောက်တဲဖို့ထပ်ပြီးလိုသေးတယ်ဆိုတဲ့ခါကျတော့ခဏတော့ဆက်ပြီးတော့တဲထားလိုက်အောင်မယ်နော်အနံ့တော့မှုေးနေပြီဒါတော်တော်လေးကိုနူးလာပြီဆိုတဲ့ခါကျတော့ခုနကတော့အစင်သေးရေးဆေးပြီးတော့တန့်စင်ထားတဲ့နန်းနန်းမင်းလေးတွေကိုအုပ်လိုက်ပြီးနန်းနန်းမင်းအစိမ်းလေးနဲ့အုပ်လိုက်တဲ့ခါကျတော့လေကြက်သားရဲ့ပေါင်းအိုးကဣနေတဲ့နန်းလေးရဲ့ခဲညင်သီးနန်းလေးရဲ့နန်းနန်းမင်းအုပ်ထားတဲ့နန်းလေးရဲ့ဆိုတော့လေငွေးနေတာပေါ့နော်စားခြင်းစပွဲလေးဖြစ်လာပြီတာကူကလည်းလေတယောက်တည်းဆိုတော့နည်းနည်းပဲကြူလာတော့မှတပကံစားပြီးတော့နောက်ထပ်တပကံလောက်ကကျန်းနေရောတအားချိုတော့လေဖြည်းဖြည်းချင်းပဲစားရတာပေါ့နော်နီးနားမှာရှိရင်တော့ခေါ်ကြွေးပါတယ်အခုတော့ခုနတော့အုပ်ထားတဲ့နာမည်လေးတွေကလည်းဣသွားပြီပေါ့နော်ဣသွားပြီခဲညင်သီးအနှစ်တွေကလည်းဣသွားပြီဆိုတော့လေအနံ့ကလည်းမှုေးကြည့်လိုက်တာနဲ့နည်းနည်းစားကျင်တဲ့စိတ်လည်းပေါက်လာခဏလောက်တော့တည်ထားလိုက်အောင်မယ်တားတွေနူးဣသွားအောင်လို့လေဒီလိုလေးချက်လိုက်တဲ့အခါလည်းမှုေးအရသာလည်းပို့ဣပြီးစားလို့ကောင်းတာပေါ့နော်ကျေးဇူးတင်ပါတယ်